ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာကိုယ့်ချစ်သူစိတ်ချမ်းသာဖို့ကာရဖို့ကာကွယ်ဖို့ပဲမိမတယောက်ရဲ့အချစ်ဆိုတာကိုယ့်ချစ်သူရဲ့လူအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးချင်တာ Happy Valentine ပါ ကိုယ့်အတွက်လည်းအမြဲမှတ်ရနိုင်မယ့် Valentine ဖြစ်ပါစေယောစိတ်ယောဂရှိတယ်လူတက်ချင်စိတ်ပေါက်နေတာဘသူ့ကိုတက်ချင်တာလဲလူချင်းစော်ကားဖို့ဝင်မလေးတဲ့လူတွေကိုတက်ချင်မတောက်ကမရကွာတိုင်ကွာစဉ်းစားမရှိတဲ့ကောင်ကိုအစ်ကိုတင်တော့စေးကြော်မလာနဲ့လူဆိုရင်လူစိတ်ရှိရတယ်ဒီဘယ်ကိုရောက်နေသူများအိမ်မှာလုံးလို့သူများထိုင်ပတ်ပေါ်နေဘတော့မှကြွမှာမဟုတ်ဘူး။ဆင်းရဲတဲ့လူတွေနှင်ကျင်တိုင်းနဲ့စော်ကားကျင်တိုင်းစော်ကားလို့ရတယ်လို့ကိုသဘောထားနေကြတယ်။ရေရောက်ပိုးထားတဲ့ပစ္စည်းပါတစ်ခုမှမပါဘူး။အမှကြည့်ဒီထဲမှာရှာဦးလားရှာ။ကျမလူဘာဝါတဲ့ကောင်ကတွေ့ကြရကောင်။ညလေခေါ်တော့နေကောင်လမ်းဘေးကခွေဝဲစားလို့အောက်တန်းသားလို့လုံးဝခေါ်မခံနိုင်ဘူး။တန်းစားမလုံးဝမအောက်တန်းသားလို့အဲ့လိုအောက်တန်းသားလို့ပြောတာနဲ့ပြောတဲ့လူကိုစိတ်ထဲကနေတစ်ခါတည်းတပ်ပလိုက်တာလူတိုင်းကဒေါသထွက်တတ်တဲ့လူတွေကိုဘဝကိုတိုးတက်ချင်တယ်ဆိုရင်တော့အဲ့ဒီစိတ်ရိုင်းကိုထိန်းချုပ်နိုင်ရမယ်အယူဒါကျမကျေးဇူးရှင်တယ်ဘာဖြစ်လို့တက်လောက်တော့ရရဆက်ဆက်လောက်ရတာလဲအယူကြီးရဟာမင်းဘဝထိခိုက်နေတော့ဘယ်နှခါဘာများလောက်ခဲ့ဘူးလို့လဲရှင်လို့စိတ်ကြလူသက်သမားကိုချစ်ခဲ့မိတယ်ဒါကျမကိုကျမအရင်ယွန်းတယ်ကျမမတို့အရေးကြုံနိုင်ကိုလိုရင်းတတ်တဲ့အမျိုးกว่าလူလေးอ่ะမင်းယုံမှတ်ပြီးပုံအပ်လိုက်လို့ကတော့မင်းဘဝရှုံးပြီပဲဘာမြေမုံဝါနေလေမင်းဟာလေဒုက္ခရောက်တိုင်းကိုလိုယုံမဲ့မင်းငါရစတဲ့ဘာတော့လဲ